ကျွန်တော်တို့ကဘာကြီးက2025ခုနှစ်ကအပြောင်းအလဲရဲ့အစဆိုရင်2026ခုနှစ်ဟာစီးမြင့်အသစ်တွေနဲ့စတင်မဲ့နှစ်ပဲဖြစ်ပါတယ်။နိုင်ငံရေးအားပြိုင်မှုတွေငွေကြေးစနစ်သစ်တွေနဲ့ AI ကလူသားတွေရဲ့နေရာကိုအစထိုးလာတဲ့ဒီအချိန်မှာခမ ्या ကဒီခွင့်ရကိုယူနိုင်မဲ့သူလားဒါမှမဟုတ်ခေတ်နောက်ကျကြံခဲ့မဲ့သူလားဒီနေ့ဗီဒီယိုထဲမှာ2026ခုနှစ်မှာဖြစ်လာနိုင်တဲ့ကမ္ဘာအလှည့်အပြောင်းတွေကိုကျွန်တော်လေ့လာပြီးတဲ့လောက်တင်ပြဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့စကားပြောရမှာက geopolitics လို့ခေါ်တဲ့ကမ္ဘာနိုင်ငံရေးအပြိုင်မှုပါ2026ခုနှစ်မှာကမ္ဘာကြီးဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းကအရာရာကိုစုပ်ဖြတ်တဲ့ခေတ်ကနေအုပ်စုလိုက်အပြိုင်တဲ့ခေတ်ကိုအပီးတိုင်ကူးပြောင်းသွားပါလိမ့်မယ်အရင်ကကမ္ဘာဘယ်နေရာမှာဘာပဲဝယ်ဒေါ်လာရှိရင်အဆင်ပြေခဲ့ပါတယ်ဒါပေမဲ့2026ခုနှစ်မှာတော့ဒါဟာပုံသေးတွက်လို့မရတော့ပါဘူးအခုဆိုရင် BRICS လို့ခေါ်တဲ့ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်၊တောင်အာဖရိကအုပ်စုကသူတို့ကိုယ်ပိုင် BRICS Pay ဆိုတဲ့ digital ငွေပေးချေမှုစနစ်ကိုကြည်ကြည်ပြည့်ပြည့်သုံးလာကြပါပြီ။ဒါဟာအနောက်နိုင်ငံတွေရဲ့ Swiss စနစ်ကိုစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ခင်ဗျားကပြည်ပကနေပစ္စည်းမှာတဲ့လုပ်ငန်းရှင်တယောက်ဆိုရင်အရင်ကဒေါ်လာဈေးတက်တာတစ်ခုတည်းကြည့်ရပါမယ်။အခု2026ခုနှစ်မှာတော့ဘယ်နိုင်ငံကဘယ်ငွေကြေးနဲ့ပေးချေမလဲဆိုတာကအစရွေးချယ်စရာတွေများလာတယ်လို့အတက်ကြတွေကလည်းပိုကျန်းလာပါလိမ့်မယ်ငွေကြေးစနစ်တွေဟာဗဟိုချုပ်ကိုင်မှုကင်းလို့ပြီးပြန့်ကျဲသွားတာကြောင့် stable coin နဲ့ CBDC လို့ခေါ်တဲ့ Central Bank Digital Currency တွေကနေ့စဉ်သုံးပတ်စံတွေဖြစ်လာပါလိမ့်မယ်ကုန်သွယ်ရေးစစ်ပွဲဆိုတာတကယ်တော့ပစ္စည်းလူပွဲပါပဲမြင်သာတဲ့ဥပမာပြောရမယ်ဆိုရင်2026ခုနှစ်မှာ semiconductor လို့ခေါ်တဲ့ chip ပြားတွေဒါမှမဟုတ်လျှပ်စစ်ကားသုံး lithium battery တွေကရွှေတက်တောင်အဖို့တန်လာနိုင်ပါတယ်အင်အားကြီးနိုင်ငံတွေကဒီကုန်ကျန်းတွေကိုသူတို့ရဲ့မဟာမိတ်နိုင်ငံတွေကိုပဲဦးစားပေးရောင်းချတဲ့ French shoring policy ကိုကျင့်သုံးလာကြပါလိမ့်မယ်။ခင်ဗျားဝယ်ခြင်းနဲ့ဖုန်းအသစ်ကားအသစ်ဒါမှမဟုတ်အခြေခံစားတောက်ကုန်တွေကနိုင်ငံရေးအခြေအနေတစ်ခုတည်းကြောင်းနေတယ်မနှက်ဖန်မှာဈေးနှစ်ဆတက်သွားတာမျိုးဒါမှမဟုတ်လုံးဝဝယ်လို့မရတော့တာမျိုးဖြစ်လာနိုင်ပါတယ်။2026ခုနှစ်မှာအပို့အရှံဆိုတာရှိမှာမဟုတ်ပါဘူး။ just in time လုံးဝဝယ်တာထက် just in case ကြိုတင်ပြင်ဆင်ထားတာကပိုအရေးကြီးလာပါလိမ့်မယ်။အရန်ရိတ်ခါအရန်ငွေကြေးနဲ့အရန်စွမ်းရည်တွေရှိထားတဲ့လူတွေကပဲဒီကစားပွဲမှာအသာစီးရပါလိမ့်မယ်အရင်ကကုန်သွယ်စစ်ပွဲကအခွန်တိုးကောက်တာပဲရှိပေမဲ့2026မှာတော့ data နဲ့ AI algorithm တွေပေါ်မှာကန့်သက်တာမျိုးတွေဖြစ်လာပါလိမ့်မယ်နိုင်ငံတစ်ခုရဲ့ app ကိုနောက်နိုင်ငံတစ်ခုကပိတ်လိုက်တာမျိုးနည်းပညာမျှဝေမှုကိုရပ်တန့်လိုက်တာမျိုးတွေကတင့်ရဲ့ဖုန်းတွေက app တွေတင့်ရဲ့ online အလုပ်တွေပေါ်မှာဓာတ်ရိုက်တက်ရောက်မှုတွေရှိလာနိုင်ပါတယ်2025ခုနှစ်မှာ AI ကိုစမ်းသပ်ခဲ့ကြတယ်2026မှာတော့ AI ကအလုတ်ခန့်သူဖြစ်လာပါလိမ့်မယ်အရင်က AI ကိုမေးခွန်းမေးုံပဲသုံးခဲ့ကြပေမဲ့အခု2026မှာတော့ AI ကခမားကိုစားအလုတ်တွေကိုစီမံခန့်ခွဲပေးတဲ့အထိအဆင့်မြင့်လာပါပြီလက်လူလက်စားအလုတ်တွေထက် AI ကိုစီခိုင်းတတ်တဲ့လူတွေကပဲဝင်ငွေအကောင်းဆုံးလူဒန်းစားတွေဖြစ်လာပါပတ်စံကိုစုထားရုံနဲ့ချမ်းသာမဲ့ခေတ်မဟုတ်တော့ပါဘူးငွေကြေးဖောင်းပွားမှုဒဏ်ကိုခံနိုင်မှုရွှေနည်းပညာ stock ဒါမှမဟုတ် digital asset တွေပေါ်လူတွေကပိုပြီးအာရုံစိုက်လာကြပါလိမ့်မယ်အလုပ်တစ်ခုတည်းပေါ်မှီခိုတာဟာ2026ခုနှစ်မှာအန်ဒီရဲ့အရှိဆုံးအလုပ်ဖြစ်လာပါမယ်နောက်ဆုံးကတော့လူနေမှုပုံစံမှာလူတွေကလုံနဲ့ဘဝကိုဘယ်လိုခွဲခြားမလဲပင်ပင်ပန်းပန်းလှုပ်ထားတဲ့စမတ်ဖြစ်ဖြစ်လှုပ်တာကပိုပြီးအရာထင်လာပါလိမ့်မယ်တယောက်တည်းသွားတာထက်တူညီတဲ့ဝါသနာပါတဲ့သူတွေနဲ့ community တိစောက်တာကခမားကိုပိုပြီးဘေးကင်းစေပါလိမ့်မယ်2026ခုနှစ်မှာကဘာကြီးကပြိုင်ဆိုင်မှုပြင်းထန်ပါလိမ့်မယ်ဒါပေမဲ့ဘုသူတရှိတဲ့သူတွေအတွက်တော့အခွင့်အရေးကနေရာတိုင်းမှာရှိနေမှာပါဒီဗီဒီယိုကိုကြည့်နေတဲ့ခင်ဗျားရော2026ခုနှစ်အတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲဆိုတာကိုအောက်က comment မှာဆွေးနွေးပေးသွားပါဦး